ထိုသူသည်လက်ဟန်တစ်ခုပြီးလို့လိုက်ယုံများဖြင့်လွန်ခဲ့သော73နှစ်ကကွယ်လွန်သွားခဲ့သည့်အဖိုးအိုတူမှာအန်အော်နီဖြင့်ပြန်လည်ရှင်းသလာခဲ့သည်သူ၏ခန္ဓာကိုယ်သည်လည်းရခင်ကကဲ့သို့ပင်တန်ဆွမ်းဖြစ်လက်၍လူပြိုအရွယ်သို့ပြန်လည်ရောက်ရှိသွားခဲ့သည်ထို့နောက်ထိုသူသည်အသက်ကြီးပိုင်းအမျိုးသမီးတဦးကိုလည်းလက်ဟန်တစ်ခုထပ်မံပြလိုက်ရာခဏချင်းမှာပင်ထိုအမျိုးသမီးမှာမိန်းကလေးငယ်လေးတဦးအဖြစ်ပြောင်းလဲသွားခဲ့သည်ဤသည်ကိုမြင်တွေ့ရသူတိုင်းအံ့အားသင့်ခဲ့ကြရသည်အဘယ်ကြောင့်ဆိုသောထိုသူမှာရှေးဟောင်းစစ်နတ်ဖျားတဦးဖြစ်ပြီးနတ်ဖျားများပင်ရာစုနှစ်ပေါင်းများစွာစ조사ယူခဲ့ရသည့်ပညာဉာဏ်များကိုသူ၏လူငယ်ဘဝမှာတွင်ရရှိပိုင်ဆိုင်ထားသူဖြစ်သောကြောင့်ပင်ထိုကောင်လေး၏အဖိုးဖြစ်သူသိရှိသွားသောအခါသူလည်းများစွာအံ့အားသွားပြီးကောင်လေး၏လက်ကောက်ဝတ်ကိုကြည်ရန်စ조사ခဲ့သည်သို့သောကောင်လေးကသူ့၏လက်ကောက်ဝတ်ကိုဖုံးကွယ်လိုက်တဲ့နှင့်တပြိုင်နက်သူ့၏တကိုးအာဏာများနိုးထလာခဲ့သည်ကောင်လေးအနေနဲ့ထိုမြအကြီးမားသောစွမ်းအားများကိုမထိန်ချုပ်နိုင်ခဲ့သည့်အတွက်အဖိုးဖြစ်သူမှာအလွန်အမင်းဒေါသထွက်တော်ခဲ့သည်ထိုကြောင့်အဖိုးဖြစ်သူကသူ့အားအိမ်မှနှင်ထုတ်လိုက်ပြီးတောင်အောက်သို့ဆင်းကာလူသားများကြားတွင်တွားရောက်နေထိုင်ရန်အမိန့်ပေးခဲ့သည်ကောင်လေးလည်းသဘောတူခဲ့ပြီးတောင်ပေါ်မှဆင်းကာလူသားလောကထဲသို့ခြေချဝင်ရောက်လာခဲ့လေသည်